မင်္ဂလာပါရှင်မိတ်လာမျိုးအဒီဇင်ဆိုင်ငယ်ရှိုးကနေပြီးတော့ကြိုဆိုပါရှင်အခုညီမတို့ရဲ့အဒီဇင်ဆိုင်ငယ်ရှိုးလေးမှာအဒီဇင်ကနေပြီးတော့နောက်ဆုံးထွက်ရှိထားတဲ့2025မော်ဒယ်တလလေးရောက်ရှိနေပဲဖြစ်ပါရှင်ကဲအခုဒီဘိန်းလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဒီဘိန်းလေးကအဒီဇင်ကနေပြီးတော့2025နောက်ဆုံးမော်ဒယ်ထွက်ရှိထားတဲ့ဘိန်းလေးဖြစ်တဲ့အပြင်မှာဒီဘိန်းလေးကို smacky လေးဒီဇင်ကလေးနဲ့ထုတ်လုပ်ပေးထားရလေးဖြစ်ပါရဲ့smacky ပါမယ်ဒိုင်ခွက်အနေနဲ့ကလည်းဒီဇင်ဒိုင်ခွက်လေးကိုအသုံးပြုပေးထားသေးရလေးဖြစ်ပါရဲ့ရှင်ကဲနောက်ထပ်အနေနဲ့ကဒီဘိန်းလေးရဲ့တစ်စီးလုံးကို LED မီလေးကိုတက်ဆင်ပေးထားဖြစ်ပါရဲ့ရှင် LED မီလေးပါတဲ့အပြင်ကိုမှမီးအောင်လုံးဒီဇိုင်းဆန်းလေးတွေကိုလည်းထပ်ပြီးတော့တက်ဆင်ပေးထားသေးတာဖြစ်ပါရဲ့ရှင်ကဲဒီမှာပါဒီဘိန်းလေးရဆိုရင်ညာဘက်စီးမယ်ဆိုလို့ရှိရင်ဒီမီးလေးနဲ့အရန်ကိုမိုက်ပြီးတော့ရှင်ပေါ်နေမှာပဲဖြစ်ပါရဲ့ရှင်နောက်ထပ်အနေနဲ့ကလည်းဒီဇိုင်းပိုင်းလေးကိုပြပြရမယ်ဆိုလို့ရှိရင်အဒီစင်ကနေပြီးတော့နောက်ဆုံးအနေနဲ့ထွက်ရှိထားရဲ့နောက်ဆုံးထွက်စတစ်ကာလေးကိုတက်ဆင်ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့အမြင်ကိုလည်းစမ်းသပ်စီမှာဖြစ်ပါရဲ့ရှင်ကဲစကားဝိုင်းလေးနဲ့ဆိုရင်လည်းအဆင်ပြေအောင်လုပ်ဆောင်ပေးထားဖြစ်ပါရဲ့ရှင်နောက်ထပ်အနေနဲ့ကကာလာလေးကိုပြောရမယ်ဆိုလို့ရှိရင်နောက်ဆုံးပေါ်ရောင်ဆက်ကာလာလေးကိုလည်းအသုံးပြုပေးထားဖြစ်ပါရဲ့ကဲဒီမှာပါဒီကာလာလေးဆိုလို့ရှိရင်ဒီကောင်လေးဆိုလို့ရှိရင်နောက်ဆုံးဆက်ဖြူနက်ကာလာလေးဖြစ်ပါရဲ့ရှင်ဒီကောင်လေးဆိုလို့ရှိရင်တော့ရေဆိုနီကာလာလေးဖြစ်ပြီးတော့ဒီကောင်လေးဆိုလို့ရှိရင်တော့အပြာနဲ့အနိုင်အောင်ကိုပေါက်ဆက်ပေးထားရဲ့မြင်စမ်းသစ်စီရဲ့အရောင်လေးလည်းဖြစ်ပါရဲ့ရှင်နောက်ထပ်ကာလာလေးကြီးလည်းညီမတို့ဆိုင်မှာရပါအောင်မယ်ရှင်ကဲနောက်ထပ်အနေနဲ့ကဒီဘိန်းလေးကအင်ဂျင်ပါဝါက 125cc ဘိန်းလေးပဲဖြစ်ပါရဲ့ရှင်အင်ဂျင်မိုင်းအနေနဲ့ကလည်းပေါ့နော်နောက်ဆုံးပေါ်အစစ်မြင့်နည်းပညာနဲ့ထုတ်လုပ်ပေးထားတဲ့ HD5 လေးကိုအသုံးပြုပေးထားရလည်းဖြစ်ပါရဲ့ရှင်ဒီပညာမြင့်နဲ့ HD5 ကိုအသုံးပြုပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့အတွက်အဆင်ပြေစီမှာလည်းဖြစ်ပါရဲ့ရှင်ကဲအခုဒီဘိန်းလေးရဲ့ဈေးလေးကိုပြပြပေးပါမယ်ရှင်ဒီဘိန်းလေးကိုလိုင်စင်ပါ PSC ကိုမှ52သိန်းဝန်းကျင်နဲ့ရအောင်ပါဆိုတော့အရန်ကိုတန်နေပါပြီရှင်ဟုတ်ပါရဲ့52သိန်းဝန်းကျင်ကိုမှနောက်ဆုံးပေါ်လဲစီးလို့ရမယ် smacky ရေနဲ့အဆင့်မြင့်တာကိုလည်းစီးကျင်တယ်ဆိုတဲ့တွေတော့ကတော့ဒီဘိန်းလေးကအရန်ကိုအဆင်ပြေစမှာပဲဖြစ်ပါရဲ့ရှင်တကယ်လို့လူကြီးမင်းတို့ကဒီဘိန်းလေးကိုတော့ကြိုက်နေတတ်တယ်ဒါပေမဲ့လက်ငင်းဝယ်ဖို့အဆင်မပြေသေးဘူးဆိုလို့ရှိရင်လည်းညီမတို့ရဲ့ဆိုင်မှာအရေးကြထုတ်လို့ရပါရဲ့ရှင်အရေးကြထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ရှောက်ထားမဲ့သူရဲ့မပုံနေမှုရင်အိမ်တော်စုမှုရင်နဲ့ရက်ွက်ထောက်ခံစာလေးကိုညီမတို့ဆိုင်ကိုဆောင်လာပေးရပါမယ်ရှင်ဒီကိုယ်တိုင်လာရောက်ရှောက်ထားပြီးတော့ဆိုင်ကနေပြီးတော့ဆိုင်ကင်များကိုအရေးကြထုတ်လို့လည်းရပါရဲ့ရှင်ကဲအခုဖိတ်ဆက်ပေးလိုက်တဲ့ဒီကလေးလေးကိုသဘောကျရဲဆိုလို့ရှိရင်တော့ညီမတို့ရဲ့ဆိုင်လိပ်စာလေးကမိတ်လာမျိုးနိုင်ဖင်းရှိဘက်တောက်မှာရှိရဲ့အဒီဖင်းဆိုင်ကယ်ရှိုးမှာပဲဖြစ်ပါရဲ့ရှင်ဒီလေးကိုသဘောကျလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ညီမတို့ရဲ့ဆိုင်လေးကိုနှမ်းလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါရဲ့ဖုန်းနံပါတ်နဲ့လည်းဆက်သွယ်ဝယ်လို့ရပါရဲ့ရှင်ဖုန်းနံပါတ်လေးကတော့3999133998ပဲဖြစ်ပါရဲ့ရှင်ကဲလို့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ဖုန်းလေးကိုဆက်သွယ်ပြီးတော့မှားနိုင်တယ်လို့ဆိုင်မှာလာပြီးတော့လည်းဝယ်ယူလို့ရပါရဲ့ရှင်ချစ်ပြည့်သူအားလုံးကိုလည်းညီမတို့ကကျေးဇူးများတင်ပါတယ်ရှင်